လွန်ခဲ့တဲ့နှစ်ပတ်လောက်ကလေးကအမေရိကန်နဲ့အစ္စရေးတို့ဟာအီရန်နိုင်ငံကိုအပြတ်အသတ်ရှေမှုန်းဖျက်ဆီးပစ်ခဲ့ကြပါတယ်။အာယာတိုလာခါမီနီဆိုတာလည်းမရှိတော့ပါဘူး။အီရန်စစ်တပ်ကလည်းလုံးဝဖျို့ဖျဲဖြစ်နေပါပြီ။ပြီးတော့ရှစ်ဆက်ဘာပဲဖြစ်လာအရှေ့လေပိုင်းရဲ့အနာဂတ်ကတော့ထာဝရပြောင်းလဲသွားခဲ့ပါပြီ။နိဗျူဟာပိုင်းအရာပြောရရင်ဝါရှင်တန်နဲ့ဂျေရုဆလင်တို့ဟာမယုံနိုင်လောက်အောင်မြင်မှုတွေရရှိခဲ့ပြီးတော့အီရန်ပိုင်းနဲ့အများစုမှာလေကြောင်းစိုးမိုးမှုကိုရယူထားနိုင်တယ်လို့သူတို့လူချင်တဲ့ပြစ်မှတ်တွေကိုသူတို့ပြစ်ချင်တဲ့အချိန်မှာသူတို့သုံးချင်တဲ့လက်နက်ခဲယမ်းတွေနဲ့ပြစ်ခတ်နိုင်ခဲ့ပါတယ်။စစ်စုနှစ်ပေါင်းများစွာဒေတာရင်းစစ်အေးတိုက်ပွဲဆင်နွှဲလာခဲ့ပြီးတဲ့နောက်အစ္စရေးဟာသူရဲ့အဓိကရန်သူကြီးကိုအပြတ်အစီးတွေကြားထဲရောက်တော့အောင်လုပ်ပြစ်နေပါပြီ။အမေရိကန်ကလည်းသူရဲ့အင်အားကိုအရင်ယုံကြည်နေတဲ့အတွက်သမ္မတထရန့်ကအောင်ပွဲခံကြောင်းကြေညာလိုက်ပါပြီ။သူပြောတာကတော့ကျွန်တော်ပြောပါရစေကျွန်တော်တို့နိုင်တော့ပါပြီဆိုတာပါ။ဒါပေမဲ့စစ်မြေပြင်ကအောင်မြင်မှုတွေရှေ့တက်တဲ့တော့စစ်ပွဲကိုအနိုင်ရဖို့မလုံလောက်သေးပါဘူး။အခုချိန်မှာတော့အမေရိကန်နဲ့အစ္စရေးတို့ရဲ့နိဗျူဟာပိုင်းဆိုင်ရာလွှမ်းမိုးမှုနဲ့ဒီမဟာမိတ်နိုင်ငံလိုချင်နေတဲ့မဟာဗျူဟာများအောင်ပွဲကြားမှာကြီးမားတဲ့ကွာဟချက်တစ်ခုရှိနေပါတယ်။နှစ်ပတ်လုံးမယမနာဘုံကျဲခံရပြီးတဲ့နောက်မှာတော့အစ္စလာမစ်သမ္မတနိုင်ငံကြီးကရက်တည်နေစေဖြစ်ပြီးတော့အစိုးရပြောင်းလဲရေးဆိုတာအလှမ်းဝေးတဲ့အလားအလာတစ်ခုဖြစ်နေပါသေးတယ်။ဟော်မုတ်စီလည်းကြားပိတ်သွားပြီးတော့မှကြည်ပြင်းတဲ့အရှေ့အလေပိုင်းအထူးသဖြင့်ဒီရေနံပေါ်ကျွေဝါတဲ့ပင်လေခွေးနိုင်ငံတွေဟာအမြင့်မပြတ်တိုက်ခိုက်ခံရမယ့်ချိန်ဆောင်မှုတွေနဲ့ရင်ဆိုင်နေရစေပါ။အီရန်ရဲ့အဓိပတိခေါင်းဆောင်အသစ်ကအပေးအယူလုံးမဲ့ပုံမပေါ်ပါဘူးတကယ်တော့သူဟာသူ့အဖေထက်တောင်မှပိုပြီးသဘောထားတင်းမာပါသေးတယ်ပြီးတော့ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းအီရန်ဘက်ကထွက်ပေါ်လာတဲ့စကားလုံးတွေအရအီရန်အနေနဲ့နောက်ဆုတ်ဖို့လုံးဝရည်ရွယ်ချက်မရှိဘူးဆိုတာကိုပြသနေပါတယ်။သတင်းခေါင်းစဉ်တွေကိုအကြမ်းဖျင်းကြည့်လိုက်ရုံနဲ့အမေရိကန်၊အစ္စရေးနဲ့သူတို့ရဲ့မဟာမိတ်တွေဟာနေ့စဉ်တိုက်ပွဲအများစုကိုအနိုင်ရနေတယ်ဆိုတာကိုမိတ်ဆွေသိနိုင်ပါတယ်။ဒါပေမဲ့ဘသူကစစ်ပွဲကြီးကိုအနိုင်ရနေတယ်လဲဆိုတာကတော့ဖြေဖို့ပိုခက်တဲ့မေခွန်းတစ်ခုပါပဲ။မဟာမိတ်တပ်ပေါင်းစုဘက်ကအစီအအနေကိုကျွန်တော်တို့အရင်ကြည့်ရအောင်ပါ။နိုင်ငံတွေစစ်တိုက်ကြတဲ့အခါမှာအောင်ပွဲဆိုတာကိုဘယ်လိုသတ်မှတ်ပါသလဲ။စစ်ပွဲဆိုတာပြိုင်ပွဲတစ်ခုမဟုတ်ပါဘူး။တစ်ဖက်ကရင်သူတွေကိုပိုတန်းနိုင်လို့တာဘာမဟုတ်ပြစ်မှတ်တွေကိုပိုဖျက်ဆီးနိုင်လို့အဲ့ဒီဘက်ကစူပလာနဲ့ဂုံယူဝင်ကြောစရာတွေရတော့တဲ့အပြက်အစီးပြိုင်ဆိုင်ပွဲမျိုးမဟုတ်ပါဘူး။စစ်ပွဲဆိုတာရည်ရွယ်ချက်တစ်ခုစီတော်တဲ့နည်းလမ်းတစ်ခုပါ။နိုင်ငံတွေစစ်တိုက်ကြတာဟာတစ်ခုခုကိုအရန်လိုချင်လို့တိုက်ယူဖို့ဆုံးဖြတ်ကြတာဖြစ်ပြီးတော့သူတို့ရဲ့ရင်သူကလည်းဆန်းကျင်ဘက်ရာလက်ကိုအရန်လိုချင်လို့ပြန်တိုက်ခိုက်ကြတာပါစစ်တပ်တစ်ခုဟာစစ်မြေပြင်မှာကြီးစိုးနိုင်ပါတယ်ရန်သူကိုလုံးဝအသာစီးရနိုင်ပါတယ်ဒါပေမဲ့သူတို့စစ်တပ်ဟာသူတို့လိုချင်တာကိုမရခင်မှာတက်တွေပြန်ဆုပ်လာပြီးတော့မှစစ်စင်ရေးပြီးဆုံးတော့တယ်ဆိုရင်တော့သူတို့မနိုင်ခဲ့ဘူးလို့ဆိုရမှာပါကြောင်းပြန်ဆိုရင်လည်းမှန်ပါတယ်စစ်တပ်တစ်ခုဟာစစ်ပွဲအတွင်းမှာတစားစီဆုပ်ပြေးခံရနိုင်ပြီးတော့အမခန့်အပြက်အစီးတွေကြုံတွေ့နိုင်တယ်လို့သူ့ရဲ့သူထက်အများကြီးပိုဆုံးရှုံးနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီစစ်တပ်ကသူတို့ရှာမှတ်ထားတဲ့ရည်ရွယ်ချက်ကိုရရှိတော့တယ်ဆိုရင်တော့အဲ့ဒီရလက်ကိုအောင်ပွဲလို့သတ်မှတ်နိုင်ပါသေးတယ်အခုကျွန်တော်တို့ဒီဗီဒီယိုကိုတင်ဆက်ရတာကတစ်ဖက်ဘက်ကနေညှင်းခုန်ဖို့ဒါမှမဟုတ် Trent နေတန်ယာဟုဒါမှမဟုတ်ဒီအီရန်အစိုးရရဲ့ပြည်သက်တွေကိုသူတို့သဘောကျတဲ့ဘက်ကမလွဲ့မသွေရှုံနေဖို့ဥတီနေတယ်လို့ပြောဖို့တင်ဆက်နေတာပါကျွန်တော်တို့မေးနေတဲ့မိခွန်းကအီရန်စစ်ပွဲကိုဘယ်သူနိုင်နေတယ်လဲဆိုတာပါဘာလို့လဲဆိုတော့အခုချိန်မှာအရှိအနေကအဖြစ်မပေါ်သေးလို့ပါစစ်ပွဲကဆက်ဖြစ်နေစေပါနှစ်ဖက်စလုံးမှာသူတို့ရဲ့အဓိကရည်ရွယ်ချက်တွေကိုအောင်မြင်ဖို့အခွင့်အရေးအသီးသီးရှိနေပါတယ်အခုလောလောဆယ်ကျွန်တော်တို့လုံးနိုင်တဲ့အကောင်းဆုံးအရာကတော့တစ်ဖက်စီကအသာစီးရနေတယ်လို့ပြောဆိုနေတဲ့အချက်လက်တွေနဲ့အဲ့ဒီပြောဆိုချက်တွေကိုမျက်မြင်အတိုင်းလက်ခံဖို့ဘာကြောင့်တွန်းဆုပ်တင်းတယ်ဆိုတဲ့အကြောင်းပြချက်တွေကိုရှားပြဖို့ပဲဖြစ်ပါတယ်။ American Israel မဟာမိတ်အဖွဲ့ကနေကျွန်တော်တို့စကြရအောင်ပါ။ Washington နဲ့ Jerusalem တို့နိုင်နေတယ်ဆိုတဲ့အလွေကူဆုံးညှင်းခုန်ချက်ကတော့ကျွန်တော်တို့အရင်ကရှားပြခဲ့ပြီးသားအချက်ပါပဲ။ American နဲ့ Israel တို့ဟာသူတို့ရဲ့လေကြောင်းစစ်စင်ရေးအတွင်းမှာမယုံနိုင်လောက်အောင်နေပြူဟာပိုင်းဆိုင်ရာအောင်မြင်မှုတွေရရှိခဲ့ပါတယ်။သူတို့ရဲ့ပြောကြားချက်အရသူတို့ဟာအီရန်ခေါင်းဆောင်ဒါဇင်ပေါင်းများစွာအပြင်အီရန်တပ်ဖွဲ့ဝင်တွေနဲ့လက်နက်ကင်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကိုတပ်ဖြတ်နိုင်ခဲ့ပါတယ်။သူတို့ဟာအီရန်ရေတပ်ရဲ့ကြီးမားတဲ့အစိတ်အပိုင်းကိုပင်လေအောက်ရှေကိုပို့လိုက်ပြီးတော့မှအီရန်လေတပ်အများစုကိုလည်းခေါင်းငယ်ပေါ်ကနေပစ်ချနိုင်ခဲ့ပါတယ်။အီရန်ရဲ့စစ်ရေးအရှိန်ကအဆောက်အုံအများစုဟာဖျက်ဆီးခံရတာဒါမှမဟုတ်ပြင်းပြင်းထန်ထန်ပျက်စီးသွားခဲ့ပါတယ်။ American နဲ့ Israel လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာပတ်ဝန်းကျင်လေးပိုင်တဲ့ကိုကာကွယ်ရမှာအောင်မြင်မှုနှုန်းမြင်မာခဲ့ပြီးတော့လေကြောင်းထိန်းချုပ်မှုဟာဘလောက်တောင်ပြီးဆုံးတယ်လဲဆိုရင်ကိုရောင်ဖြောင်းမထားတဲ့ American ဘုံကျဲလေယာဉ်ကြီးတွေတောင်မှအီရန်ဝေဟင်မှာလွယ်လွယ်ပြန်တန်းနေနိုင်ပါပြီ။ဒီစာကိုရေးသားနေချိန်အထိ American ဘက်မှတေဆုံးသူ10ဦးအောက်သာရှိပြီးတော့ Israel ဘက်မှာတော့စစ်သား2ဦးနဲ့အရသာ16ဦးတေဆုံးကြောင်းအတည်ပြုထားပါတယ်။နိုင်ငံတစ်ခုစလုံးဟာသူတို့ရဲ့အစီအရေးပိုင်ဆိုင်မှုတွေထိခိုက်ပျက်စီးခဲ့ပေမဲ့ American နဲ့ Israel နှစ်နိုင်ငံပေါင်းခံစားရတဲ့အပြတ်အစီးထက်အီရန်ကိုအများကြီးပိုပြီးထိခိုက်ပျက်စီးစေခဲ့ပါတယ်။အီရန်အနေနဲ့မဟာမိတ်လေတပ်အင်အားကိုတိတိကျကျစိန်ခေါ်နိုင်ဆုံးမရှိသလိုမဟာမိတ်တပ်တွေကိုကုန်ကျစရိတ်ကြီးမားတဲ့မြေပြင်တိုက်ပွဲတွေဆွေးသွင်းဖို့လည်းမတက်နိုင်ခဲ့ပါဘူး။ American နဲ့ Israel တို့ဟာသူတို့ရဲ့ရည်ရွယ်ချက်အလုံးကိုမရသေးတာဖြစ်နိုင်ပေမဲ့
ဒီအခြေအနေကိုဘလို့ပဲခေါ်သူတို့လုံးဝရှုံးမနေဘူးဆိုတာသိကြပါတယ်အစ္စရေးနဲ့အမေရိကန်တို့လိုက်လံအကောင့်တွေဖော်နေပုံရတဲ့အရှိခံကြီးတွေချက်တွေကိုကြည့်လိုက်ပါအီရန်ဆိုရကိုဖြုတ်ချရေးအစ္စရေးကမှမဟုတ်ကြည်ပြင်းတဲ့အရှိလေပိုင်းကိုချိန်ဆောင်နေတဲ့အီရန်ရဲ့အန်ဒီရဲ့မှန်သမျှကိုဖေရှားရေးအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုအဆုံးသတ်ရေးနဲ့တခြားအရာတွေပါဝင်ပါတယ်ဟုတ်ပါတယ်မဟာမိတ်အဖွဲ့ရဲ့စစ်ပွဲကာလရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီးအထူးသဖြင့်အမေရိကန်နဲ့ပတ်သက်လာရင်မတိကျမကြေရမှုအရှိုးရှိတာကိုကျွန်တော်တို့အတိအမှတ်ပြုသင့်ပါတယ်ဒါပေမဲ့အတန်းမြင့်အဆက်တွေကတော့ထင်ရှားပါတယ်အနာဂတ်မှာအစ္စရေးအမေရိကန်ကမဟုတ်သူတို့ရဲ့မဟာမိတ်တွေကိုချိန်ချောင်းမဲ့အီရန်အာယာတိုလာနောက်ထပ်မရှိစေရဘူးဆိုတာပါပဲသူတို့လုပ်ခဲ့တဲ့အပြည့်အစည်းတွေအားလုံးအတွက်ကြည့်မယ်ဆိုရင်အမေရိကန်နဲ့အစ္စရေးတို့ဟာလွန်ခဲ့တဲ့နှစ်ပတ်ကထက်ဆိုင်ရင်အခုချိန်မှာပေါ့နော်အဲ့ဒီယာလက်တွေကိုရဖို့တိတ်နီးစက်မလာသေးပါဘူးပြီးတော့ပိုဆိုးတာကအဲ့ဒီနေရာကိုဘလို့တော်မလဲဆိုတာမသေးကြသေးတာပါပဲအစိုးရပြောင်းလဲရေးကိစ္စကိုပဲမိတ်ဆွေကြည့်ပါဒီမိတ်ဆွေမေးတဲ့အပေါ်မှာမူတည်ပြီးတော့တနေ့နေ့မှာမဟာမိတ်ခေါင်းဆောင်တွေကအစိုးရပြောင်းလဲရေးကိုအဓိကရည်ရွယ်ချက်အဖြစ်ဖော်ပြခြင်းဖော်ပြမယ်ဒါမှမဟုတ်ဖော်ပြမှာမဟုတ်ပါဘူးဒါပေမဲ့အနည်းဆုံးတော့အီရန်ကိုအနာဂတ်မှာအန်ဒီယေမပေးနိုင်တဲ့လူတွေအုပ်ချုပ်ဖို့သူတို့တေချာချင်ကြပါတယ်ဒါပေမဲ့အီရန်ရဲ့အဓိပတိခေါင်းဆောင်ဟောင်းသူရဲ့အတွင်းစည်းနဲ့အစိုးရအဖွဲ့အတွင်းကသူရဲ့မဟာမိတ်အများစုအသက်ခံနိုင်ရပေမဲ့အီရန်ရဲ့ခေါင်းဆောင်အသစ်တွေကသဘောထားပျော့ပြောင်းမလာပါဘူးတကယ်တော့အီရန်ရဲ့အဓိပတိခေါင်းဆောင်အသစ်ဖြစ်တဲ့မိုစတာဘာခါမီနီဟာသူ့အဖေထက်တော့မှပို့ပြီးသဘောထားတင်းပါသူပါပြီးတော့အီရန်နဲ့အစ္စရေးတဲ့အရင်မြင်တစ်ခုစလုံးရဲ့အဆိုအရာသူ့ကိုအလွန်အင်အားကြီးမားတဲ့အီရန်တော်လှန်ရေးအစောက်တပ်ဖွဲ့ IRGC ကဓာတ်ရိုက်တင်မြှောက်ခဲ့တာပါသူကတနိုင်ငံလုံးမှာအမေရိကန်နဲ့အစ္စရေးကိုအယူဝါဒအရာအပြင်းထန်ဆုံးဆန့်ကျင်တဲ့အီရန်အုပ်စုရဲ့ရွေးချယ်ခံခေါင်းဆောင်တို့ဖြစ်ပါတယ်မဟာမိတ်အဖွဲ့မှာအစားနီးလန်းတွေနဲ့အစိုးရပြောင်းလဲရေးကိုဖော်ဆောင်ဖို့ကရိယာတွေရှိပေမဲ့အဲ့ဒီကရိယာတွေကအစွန်းကုန်ခဲနေပုံပေါ်ပါတယ်အမေရိကန်အနေနဲ့မိုစတာဘာခါမီနီကိုတတ်နိုင်တယ်သူ့နေရာကိုဆက်ခံမဲ့သူကိုတတ်နိုင်တယ်အဲ့ဒီတော့ဆက်ခံမဲ့သူကိုထပ်တတ်နိုင်တယ်ဗင်နီဇွဲလားကဒေလီရိုဒရီဂက်စ်လိုမျိုးဒီပူပေါင်းဆောင်ရွက်ဖို့ပို့ပြီးလိုလားတဲ့ခေါင်းဆောင်တယောက်စီရောက်တဲ့အထိအဲ့ဒီလိုဇက်တိုက်လုပ်သွားနိုင်ပါတယ်ဒါပေမဲ့ဒေါ်နယ်ထရန့်ကိုယ်တိုင်ဝန်ခံချက်အရဆိုရင်အဲ့ဒီနေရာအတွက်အမေရိကန်ရွေးချယ်နိုင်မဲ့လူအများစုဟာပထမအကြိမ်လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပဲတည်ဆုံးသွားခဲ့ပါပြီစစ်ပွဲဆဆချင်းတုန်းကတော့အီရန်နိုင်ငံသားတွေထားကြောပုံကန်လာနိုင်တယ်ဆိုတဲ့ခံမှန်းချက်တွေအများကြီးရှိခဲ့ပါတယ်အစ္စရေးကတော့အထူးသဖြင့်ရေတပ်ဖွဲ့နဲ့ပြည်တွင်းလူမျိုးရေးအဆောက်အုံတွေကိုပုံကျဲတာလက်နက်တွေနဲ့ဒရုန်းငယ်လေးတွေဖြန့်ဝေတာပြီးတော့ပုံကန်မှုတစ်ခုအတွက်အရှိကအုံမြစ်တွေရှာပေးတာမျိုးလုပ်ဆောင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါကအခုထိမဖြစ်လာသေးပါဘူးတစိမ့်တစ်ပိုင်းကတော့အပြက်အစည်းတွေဟာအီရန်ပြည်သူတွေအနေနဲ့သူတို့ခေါင်းဆောင်တွေကိုစမ်းကျင်ဖို့စွန့်စားရလောက်အောင်မကြေပြန့်သေးလို့ဖြစ်ပြီးတော့နောက်တစ်စိမ့်တစ်ပိုင်းကကြတော့ဒီအစ္စရေးခေါင်းဆောင်ဘင်ဂျမင်နေတန်ယာဟုဟာအဲ့ဒီလိုမျိုးဖြစ်လာဖို့အရှိအနေတွေမဖန်တီးရသေးခင်မှာပဲလူထုအုံကြုံမှုဖြစ်ဖို့တောင်းဆိုကြလို့ပဲဖြစ်ပါတယ်အီရန်နိုင်ငံအတွင်းကနေသတင်းတွေထွက်ပေါ်လာတဲ့အခါမှာတာမန်ပြည်သူတွေဟာအမေရိကန်နဲ့အစ္စရေးရဲ့ခေါင်းဆောင်မှုနဲ့အရေးကြီးတဲ့ရည်ရွယ်ချက်တွေကိုအကောင်တွေဖော်နိုင်စွမ်းအပေါ်မှာယုံကြည်မှုပျောက်ဆုံးနေတယ်ဆိုတာကထင်ရှားပါတယ်မဟာမိတ်တပ်တွေဟာကက်တွေဥဆောင်တဲ့မြေပြင်ကျူးကျော်မှုကိုထောက်ခံနိုင်သေးပေမဲ့အဲ့ဒီထိုးစစ်အတွက်အငိုက်ဖမ်းနိုင်မဲ့အခြေအနေကတော့အခုချိန်မှာပျောက်ဆုံးသွားပါပြီရိုက်တာသတင်းဌာနရဲ့အဆိုအရအမေရိကန်ထောက်လှမ်းရေးကလွန်ခဲ့တဲ့ရက်အနည်းငယ်ကကောက်ချက်ရှာခဲ့တာကတော့မုံကျိတ်ခံရတာနှစ်ပတ်နီးပါးရှိနေပြီဖြစ်ပေမဲ့အီရန်ဆိုရဟာပြိုကျမဲ့အန်ဒီရမရှိဘူးဆိုတာပါပဲတချိန်တည်းမှာပဲမဟာမိတ်တပ်ဖွဲ့တွေဟာအရေးအကြီးဆုံးဖြစ်တဲ့အီရန်ရဲ့တိုက်ခိုက်မှုတချို့ကိုမတားဆီးနိုင်ခဲ့ပါဘူးကြည်ပြန့်တဲ့အရှိလေပိုင်းကအဓိကစီးပွားရေးနဲ့ဒီအရှိခံအဆောက်အုံတွေကိုပြစ်မှတ်ထားတဲ့ဒုံးကျည်နဲ့အထူးသဖြင့်ဒရုန်းတိုက်ခိုက်မှုတွေပါအီရန်ဟာဆော်ဒီအာရေဗီးယားပြီးရင်ကာတာနဲ့ဒီအိုမန်တို့လိုနေရာတွေမှာရှိတဲ့ရေနံချက်စက်ရုံတွေနဲ့တဘာဝတငွေစက်ရုံတွေကိုပြင်းပြင်းထန်ထန်ပျက်စီးစေပြီးရဲဆိုင်သွားစေခဲ့ပါတယ်ဟော်မုတ်စီလက်ကြားကိုအောင်မြင်စွာပိတ်ဆို့နိုင်ခဲ့ပြီးတော့မှတင်မောတွေဟာအဲ့ဒီရေချောင်းကနေဖြတ်သန်းဖို့အများကြီးညှင်းဆန်နေကြပါတယ်အကျိုးဆက်အနေနဲ့ကမ္ဘာဆွေးနွေးစင်ထုံးတွေတည်တည်တတ်မြင့်တက်လာစေခဲ့ပါတယ်လုံးဝစီးပွားရေးထိတ်လန့်တုန်လှုပ်မှုကိုကောက်ွယ်ဖို့အတွက်သမိုင်းတစ်လျှောက်အကြီးမားဆုံးဈေးကွက်ဝင်ရောက်ဆွတ်ဖက်မှုအဖြစ်အရင်ရေနံစီပေါင်းတန်400ကိုထုတ်ပေးဖို့ကမ္ဘာကြီးကိုအတင်းအကျပ်ဖိအားပေးဖို့အီရန်အတွက်နှစ်ပတ်တောင်မကြာလိုက်ပါဘူးမဟာမိတ်အဖွဲ့ဟာအီရန်ကိုဒီလိုဖျက်ဆီးမှုတွေလုပ်နိုင်စေတဲ့တေရှာဖျောက်ထားတဲ့တာဝေးပြေဒရုန်းတိုးထောင်ရုံတွေကိုမရှေ့မုန်းနိုင်ခဲ့ပါဘူးဆိုလိုတာကအီရန်ဟာအဆိုးရွားဆုံးပျက်စီးဆုံးရှုံးမှုတွေကိုခံရတယ်ဆိုပေမဲ့ဒေတာရင်းကိုဆက်လက်ချိန်ချောင်းနိုင်နေပြီးတော့ကမ္ဘာကုန်သွယ်ရေးကိုလေဖြတ်သွားစေတယ်လို့စွန့်အင်ဈေးကွက်တွေကိုလည်းလေဖဲညှစ်ထားနိုင်စွမ်းရှိနေစေဖြစ်ပါတယ်အမေရိကန်နဲ့အစ္စရေးတို့ကတခြားနီလန်တွေနဲ့ဆက်ပြီးအရှိန်မြင့်နိုင်ပါသေးတယ်ဒီလုံးကျက်တက်ဖြတ်တာတော့မဟုတ်ဒီအီရန်ရဲ့စီးပွားရေးအရာအရေးပါတဲ့ခပ်ကျွန်းကိုသိမ့်ပိုက်တာလိုမျိုးကန့်သက်ချက်တွေနဲ့မြေပြင်စစ်စင်ရေးတွေစတင်နိုင်တယ်လို့ပိုကြီးမားတဲ့ကျူးကျော်မှုချိန်ဆောင်မှုမျိုးဖန်တီးဖို့ဒီနေစမ်းမှာတဲအာတီဆောက်တာမျိုးလည်းလုပ်နိုင်ပါတယ်အီရန်တပ်ဖွဲ့တွေလားစာရဖို့အားထားနေရတဲ့ဘန်ကိုပန်းပိုးပေးနေတဲ့
data center တစ်ခုကိုဒီ Mela City ရဲ့နေကမဟာမိတ်အဖွဲ့ပြစ်မှတ်ထားခဲ့တယ်လို့မျိုးပေါ့နော်ဒီအစိုးရရင်းတွေကလေပတ်စင်နိုင်တဲ့အရှိကအဆောင်းအုံတချို့ကိုလည်းပြစ်မှတ်ထားနိုင်ပါတယ်ဒါပေမဲ့နောက်ဆက်တွဲအနေနဲ့အစိုးရပြုတ်ကျတော့မယ်ဆိုတဲ့အာမခံချက်မရှိသလိုအဲ့ဒါကမြင်မြင်ဆန်ဆန်ဖြစ်လာလိမ့်မယ်ဆိုတာတေချာပေါမဟုတ်ပါဘူး Trans ဆိုရအနေနဲ့ဒီစစ်စင်ကြီးအတွက်ပြည်တွင်းတာမှမဟုတ်နိုင်ငံတကာထောက်ခံမှုဘယ်လောက်ရှိခဲ့အဲ့ဒီထောက်ခံမှုကကျဆင်းနေပါပြီစာရေးသားနေချိန်အထိပေါ့နော်ဒီပဋိပက္ခနဲ့ပတ်သက်တဲ့နောက်ဆုံးထွဲလူထုသဘောထားစစ်တမ်းတွေအရအမေရိကန်လူမျိုးအများစုကဒီစစ်ပွဲကိုပြက်ပြက်သားသားကန့်ကွက်နေကြပါတယ်နိုင်ငံတကာမှာဆိုရင်တော့ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ကဒီအပတ် G7 အဖွဲ့ဝင်တွေနဲ့ဗီဒီယိုခေါ်ဆိုမှုမှာပြောခဲ့သလိုပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နဲ့ဖြစ်နေတဲ့ဒီစစ်ပွဲကနေဘာလိုချင်တယ်လဲဆိုတာဘယ်သူမှမပြောနိုင်ဘူးလို့ဆိုပါတယ်အစ္စရေးသတင်းအရင်းမြစ်တွေအရဂျေရုဆလင်ဟာအမေရိကန်အနေနဲ့နောက်ထပ်ဘာကြီးဝေချက်မှမရပဲစစ်ပွဲကနေရုတ်တရက်နှုတ်ထွက်တော်နိုင်ခြင်းအတွက်တောင်မှပြင်ဆင်နေပြီးတော့အဲ့ဒီလိုဖြစ်လာရင်အစ္စရေးကလည်းသူ့ရဲ့စစ်စင်ရေးတွေကိုရှော့ချရဖို့ရှိပါတယ်အဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့မှဒီအီရန်ဖက်ချန်ကအခြေအနေတွေကိုကြည့်အောင်ပါကျွန်တော်တို့ညီမချင်းရဲ့အီရန်ဖက်ချန်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာအီရန်အတွက်အဆင်မပြေဖြစ်နေတဲ့အရာတွေဟာမဟာမိတ်အဖွဲ့အတွက်အဆင်ပြေနေတဲ့အရာတွေဖြစ်နေမှာဖြစ်ပြီးတော့ပြောင်းပြန်လဲမှန်ပါတယ်တခြားဘာတွေပဲဖြစ်ဖြစ်အခုချိန်မှာအီရန်ကအသေးအစာကိုအပြတ်အသက်ခံနေရပါတယ်စစ်မတိုင်ခင်ကခေါင်းဆောင်မှုအဖွဲ့ပြိုကွဲသွားခဲ့ပါပြီစစ်တပ်ကလည်းအင်အားဆုပ်ယုပ်သွားခဲ့ပါပြီပြီးတော့သူတို့ရဲ့ကြာမြင့်နေပြီဖြစ်တဲ့စီးပွားရေးကပ်ဘေးကလည်းပိုဆိုးလာပါတယ်ဒါပေမဲ့အမေရိကန်နဲ့အစ္စရေးတို့နဲ့မတူတာကတော့အီရန်ဟာရှင်သန်ရည်တည်ရေးဆိုတဲ့အဓိကစစ်ပွဲကာလရည်ရွယ်ချက်ကိုလိုက်လက်အကောင့်တွေဖော်နေတာပါအခုချိန်ထိတော့အစ္စလာမစ်သမ္မတနိုင်ငံတော်ကြီးဟာရှင်သန်နေသေးပါပဲပင်လယ်ကွေးနိုင်ငံတွေနဲ့တခြားဒေသတွေအစိုးရတွေကိုတိုက်ခိုက်ခဲ့ရမှာတွဲရှိကိုင်မှုအလွေကြီးလွေခဲ့တာထင်ရှားပေမဲ့အနောက်အုပ်စုနဲ့စစ်ဖြစ်တဲ့အခါတုံးတဲ့သူရဲ့အရှိန်ကသီအိုရီကတော့အလုပ်ဖြစ်နေပါတယ်အီရန်ရဲ့ဒုံးကျည်တွေဒရုန်းတွေနဲ့ရေမြုပ်မိုင်းတွေဟာဟော်မုစီလက်ကြားကိုတကယ်ပဲပိတ်သောစေခဲ့ပြီးတော့မှကမ္ဘာစီးပွားရေးကိုအီရန်ကဒဇာခဲလှူထားနိုင်ခဲ့ပါတယ်တကယ်လို့အီရန်ဟာဒီစစ်ပွဲကိုတိုက်ခိုက်တဲ့နေရာမှာအမေရိကန်ဒါမှမဟုတ်အစ္စရေးရဲ့အောင်ပွဲစံနှုန်းကိုပြင်းမီအောင်စ조사နေတာဆိုရင်တော့သူတို့အလွန်ကိုဆိုးရွားတဲ့အလုပ်ကိုလုပ်ခဲ့တယ်လို့ဆိုရမှာပါဒါပေမဲ့အီရန်ကအဲ့ဒီလိုလုပ်နေတာမဟုတ်ပါဘူးသူတို့ကမတူညီတဲ့ရည်ရွယ်ချက်တွေကိုအကောင့်တွေဖော်နေတာပါဒါကြောင့်သူတို့မတူညီတဲ့စံနှုန်းတွေနဲ့တိုင်းတာရမှာဖြစ်ပါတယ်အီရန်ရဲ့ပန်းနိုင်ကရှင်သန်ရေးဖြစ်ပြီးတော့မှတူးချင်းဒါမှမဟုတ်အဓိကခေါင်းဆောင်တွေရှင်သန်ဖို့မဟုတ်ပဲအစ္စလာမစ်သမ္မတနိုင်ငံတော်ကြီးကိုယ်တိုင်ရှင်သန်ရည်တည်ရဖြစ်ပါတယ်အခုချိန်မှာတော့အစ္စလာမစ်သမ္မတနိုင်ငံကြီးရည်တည်နေစေဖြစ်ပါတယ်ဒါပေမဲ့အီရန်အတွက်အရေးကြီးတဲ့ပြဿနာတစ်ခုရှိပါတယ်စစ်ပွဲကမပြီးသေးပါဘူးအီရန်ရဲ့ရည်မှန်းချက်ဟာတစ်ခုခုကိုအနိုင်ယူဖို့ထက်တစ်ခုခုကိုကာကွယ်စောင့်ရှောက်ဖို့ဖြစ်တဲ့အတွက်ဒီပဋိပက္ခပြီးဆုံးတော့မှသာအီရန်ဟာသူ့ရဲ့ရည်မှန်းချက်ကိုအောင်မြင်မှာပါမဟာမိတ်အဖွဲ့ကအီရန်ရဲ့ဆွဲဆောင်ကြီးတွေကိုအများကြီးဖျက်ဆီးပြစ်နိုင်ခဲ့ပေမဲ့အီရန်လုံးဝရှုံးနေသွားပြီလို့မဆိုလိုပါဘူးဒါပေမဲ့ပဋိပက္ခဘေးအရှိန်ပြီးဆုံးရမယ်ဆိုတာကိုသတ်မှတ်နိုင်စွမ်းအီရန်မှာဆုံးရှုံးနေပြီလို့တော့ဆိုလိုပါတယ်အီရန်အနေနဲ့အဲ့ဒီလိုဆုံးဖြတ်ချက်မချနိုင်ဘူးစစ်ပွဲလဲတိုက်နေရပြီဆိုရင်သူ့မှာရွေးချယ်စရာတစ်ခုပဲရှိပါတော့တယ်တင်းကြပ်တောင်းခံထားပြီးတော့မဟာမိတ်အဖွဲ့ကဒီစစ်ပွဲရဲ့ကုန်ကြစရိတ်တွေအရင်ကြီးလွန်းတယ်လို့ဆုံးဖြတ်လာဖို့ဒါမှမဟုတ်တိုက်ခိုက်ရှင်စိတ်ကုန်ခန်းတော်ဖို့မျှော်လင့်ရုံပဲရှိပါတယ်အီရန်ဟာမဟာမိတ်အဖွဲ့အပေါ်မှာစစ်ပွဲကုန်ကြစရိတ်တွေကြားရောက်အောင်လုပ်နိုင်ပါတယ်ဒါဟောမှုစီလဲကြားဖို့ပိတ်ဆို့ပြီးတော့အရှိလေပိုင်းတစ်ခွင်တိုက်ခိုက်မှုတွေလုပ်ရင်းအီရန်စ조사လှုပ်ဆောင်နေတဲ့အရာပါပဲအီရန်ဟာအတော်လေးအထီးနာထားပြီးဖြစ်လို့အဲ့ဒီလိုကုန်ကြစရိတ်တွေကြားရောက်အောင်လုပ်နိုင်စွမ်းကတနေ့ထက်တနေ့အားနေလာနေပါတယ်အီရန်ရဲ့လက်နက်တိုက်ထဲမှာဘာတွေကြံသေးတယ်ဆိုတာကိုအီရန်ပြင်ပကဘယ်သူမှသိကြမသိကြပါဘူးဒီစစ်ပွဲအခြေအနေအရဆိုရင်အီရန်ခေါင်းဆောင်တွေကိုယ်တိုင်လည်းသိချင်မှသိကြတော့မှာပါဒါပေမဲ့အီရန်မှာအကန့်အသတ်ရှိတဲ့ဒုံးကျည်အရေးအတွက်နဲ့အကန့်အသတ်ရှိတဲ့ဒရုန်းအရေးအတွက်နဲ့အကန့်အသတ်ရှိတဲ့ပြစ်စင်တွေရှိတယ်ဆိုတာကိုတော့ကျွန်တော်တို့သိထားပါတယ်အဲ့ဒါတွေအသုံးပြုဖို့လေ့ကျင့်ပေးထားတဲ့လူတွေအကြောင်းကိုကျွန်တော်မပြောလို့တော့ပါဘူးအီရန်ကသူ့ရဲ့လက်နက်တွေကိုပြစ်ခတ်လိုက်တိုင်းရှေ့ရခံဖို့ပြစ်မှတ်ထားဖို့နဲ့ဖန်ဆီးခံရနိုင်တဲ့ပြစ်စင်တွေနဲ့အရှိခံအဆောက်အုံတွေနေရာကိုပေါ်လွင်သွားစေပါတယ်ဆိုလိုတာကအီရန်ဟာပိုသုံးလေသူမှတန်နေသေးတဲ့စစ်တိုင်းနိုင်စွန်းကိုပို့ပြီးအန်ဒီရဖြစ်စေလေပါပဲကျွန်တော်တို့တွေးခဲ့ရသလိုပါပဲဒီအီရန်ဟာဆိုရင်လိုအပ်လာရင်အရှိတွေပိုင်းပြစ်မှတ်တွေကိုဖျက်ဆီးနိုင်ပါတယ်ဒါပေမဲ့အီရန်ရဲ့ဗျူဟာဟာသူ့ရဲ့စေရေးစွမ်းရည်တွေကိုဖျက်ဆီးရေးကရိယာအဖြစ်ထက်ချိန်ဆောင်မှုအဖြစ်အသုံးပြုတဲ့အခါမှာအကောင်းဆုံးအလုပ်ဖြစ်ပါတယ်တကယ်လို့မနေ့ဘက်မှာစစ်ပွဲပြီးတော့မှအီရန်မှာဒုံးကျည်တွေဒရုန်းတွေနဲ့ရေမြုပ်မိုင်းတွေကျန်နေသေးတယ်ဆိုရင်အဲ့ဒီခါကျရင်သူဟာဒေတာတွင်းကိုဆက်ရှင်းပဲယုံကြည်လောက်တဲ့ချိန်ဆောင်မှုတွေစတင်ပြုလုပ်နိုင်ပါတယ်ဒါပေမဲ့အတက်တီးကဘာလဲဆိုတော့အီရန်ရဲ့ရန်သူတွေကလည်းအဲ့ဒါကိုသိနေတယ်လို့အီရန်ရဲ့ပြစ်မှတ်တွေကလည်းအဲ့ဒါကိုသိနေတာပါပဲပင်လယ်ကွေးနိုင်ငံတွေကထွက်လာတဲ့သတင်းတွေအရဒီနိုင်ငံအစိုးရတွေဟာအမေရိကန်နဲ့အစ္စရေးတို့ရဲ့ဒေတာတွင်းလုံခြုံရေးကိုအန်ဒီရပြူမဲ့ဆုံးဖြတ်ချက်ကြောင့်နင်းနာတယ်လို့ခံစားရပေမဲ့သူတို့ရဲ့ဆန္ဒကတော့ရှင်းပါတယ်သူတို့ရဲ့သဘောကခင်ဗျားတို့ဒီစစ်ပွဲကိုစတင်တော့မယ်ဆိုရင်အဆုံးထိပြပြအောင်လုပ်ပါဆိုတာပါဝါရှင်တန်ဂျေရုဆလင်နဲ့ဒီတကယ်တမ်းပြောရရင်တကမ္ဘာလုံးကအနာအုပ်စုအတွက်လည်းအရှိခံအဖြစ်တွက်ဆချက်ကအတူတူပါပဲဒီစစ်ပွဲကိုရှောင်လွှဲနိုင်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ဒါက
ကောင်းတဲ့အကျင့်အင်းဟုတ်မဟုတ်ဆိုတာကိုလည်းအတိအကျမဆုံးဖြတ်နိုင်သေးပါဘူးဒါပေမဲ့မဟာမိတ်အဖွဲ့အခုလုံးနိုင်တဲ့အဆိုးရောဆုံးအရာကတော့နောက်ဆုံးလိုက်တာပဲဖြစ်ပါလိမ့်မယ်အဲ့ဒီလိုသာဖြစ်တော့ရင်အီရန်အစိုးရဟာဆက်လက်ရပ်တည်နိုင်တော့ပါလိမ့်မယ်ပိုပြီးသဘောထားတင်းမာတဲ့အစိုးရတရက်အခိုင်အမာနေရတော့ပြီးတော့မှနိုင်ငံရဲ့ဒေတာတွင်ကမောက်ကမဖြစ်အောင်လုပ်မဲ့ဗျူဟာတစ်ခုလုံးအကျိုးအမြတ်ရတော့ပါလိမ့်မယ်ဆိုလိုတာကဒီပိုပြီးအဆုံးရောက်တဲ့ခေါင်းဆောင်မှုအသစ်ဟာနောက်တစ်ချိန်အတွက်ပိုပြီးအာယုံဆိုင်လှုပ်ဆောင်လာပါလိမ့်မယ်စဉ်းစားကြည့်ပါတမျိုးကြလက်နက်တွေကတော့ဒီလိုကမောက်ကမတွေဖြစ်စေနိုင်တယ်ဆိုရင်နျူကလ িয়ার လက်နက်တိစောက်ခြင်းနဲ့အီရန်ရဲ့စန္ဒအတွက်ဘလို့အကျိုးဆက်တွေရှိလာမလဲဆိုတာကိုပါဒါကြောင့်အမေရိကန်နဲ့အစ္စရေးကစစ်ပွဲကိုအဆုံးသတ်ဖို့ရွေးချယ်ခဲ့ရင်အီရန်ကအခုချက်ချင်းအောင်ပွဲခံနိုင်တယ်ဆိုတော့ခိုင်လုံတဲ့အကြောင်းပြချက်ရှိပေမဲ့အီရန်ဟာကိုရှိတောက်ကိုပြန်ပြစ်တယ်လို့ဖြစ်ပြီးတော့အီရန်အစိုးရရှင်သန်နေတဲ့၍မဟာမိတ်အဖွဲ့ကသူတို့ရဲ့စစ်ဆင်ရေးတွေကိုရပ်တန့်လို့မရတဲ့အခြေအနေမျိုးကိုဖန်တီးလိုက်တာလည်းဖြစ်နိုင်ပါတယ်ဒီဗီဒီယိုရဲ့အစားမှာကျွန်တော်မေးခဲ့တဲ့မေးခွန်းကိုပြန်တော့ကြည့်အောင်ပါအီရန်စစ်ပွဲကိုဘယ်သူနိုင်နေတယ်လဲပြီးတော့နှစ်ဖက်စလုံးအတွက်အရင်ခိုင်မာတဲ့ညှဉ်းခုန်ချက်ကမရှိသေးပါဘူးဒါပေမဲ့လက်ရှိဖြစ်ပေါ်နေတဲ့အကြက်အတီးရဲ့ဒီတီးကြတဲ့အခြေအနေတွေကပိုပြီးအနေရများတဲ့မေးခွန်းတစ်ခုကိုပေါ်ထွက်လာစေပါတယ်အီရန်ဟာအဆုံးမရှိတဲ့စစ်ပွဲစီဦးတည်နေတာလားအမေရိကန်နဲ့အစ္စရေးအပါအဝင်ဘယ်သူကမှအဲ့ဒီလိုဖြစ်လာဖို့တကယ်စံသားမရှိကြရင်တောင်မှပါဒီအချိန်မှာမဟာမိတ်အဖွဲ့ဟာတော်တော်လေးကိုနှင်မောနေပါပြီအစ္စလာမစ်သမ္မတနိုင်ငံကြီးဆက်လက်တည်ရှိနေတဲ့၍သူတို့ဒီပဋိပက္ခကိုအဆုံးမသတ်နိုင်ပါဘူးဒါမှမဟုတ်ရင်သူတို့ဟာအီရန်ကိုပိုအန်ရီများတဲ့ခေါင်းဆောင်တွေလက်ထဲထားခဲ့ခြင်းနဲ့ပထဝီနိုင်ငံရဲ့အပေါ်မှာအီရန်ရဲ့ရှင်းကပ်မှုတစ်ခုလုံးကိုအတီးပြုတ်ပေးလိုက်တယ်လို့ဖြစ်တော့ပါလိမ့်မယ်ဒါအစ္စရေးနဲ့အမေရိကန်တို့မရည်ရွယ်ပဲတင်ပေးလိုက်တယ်လို့ဖြစ်တော့တာပါဒါပေမဲ့အစ္စလာမစ်သမ္မတနိုင်ငံကလည်းနောက်ဆုတ်လို့မရပါဘူးဘာဖြစ်ဖြစ်သူတို့ရဲ့အဓိကရည်ရွယ်ချက်ကရှင်သန်ရေးဖြစ်ပြီးတော့ဆိုလိုတာကဘလို့အခြေအနေမျိုးမှာဖြစ်ဖြစ်လက်နက်ရှာအညံ့ခံတယ်ဆိုတာသူတို့လုံးဝလုံးလို့မရတဲ့အရာတစ်ခုပါပဲဒီမဟာမိတ်အဖွဲ့ရောအီရန်မှာတစ်ဖက်နဲ့တစ်ဖက်အနိုင်ယူဖို့သုံးနိုင်မယ်လို့တစ်ချိန်ကထင်ခဲ့တဲ့ကရိယာတော်တော်များများကိုဆုံးရှုံးလိုက်ရပါပြီအီရန်မှာဒုံးကျည်တွေဒရုန်းတွေနဲ့ပစ်စင်တွေကုန်ခန်းလာနေပြီးအာရက်ကဘာရဲ့တိခတ်နိုင်ဆုံးကိုလည်းဖျက်ဆီးပြီးတော့ပါပြီဒါပေမဲ့အမေရိကန်နဲ့အစ္စရေးတို့ကလည်းတော်လှန်ရေးတစ်ခုဖန်တီးဖို့အငိုက်ဖန်ကပ်ထိုးစစ်ဆင်နွှဲဖို့ဒါမှမဟုတ်သူတို့ရွေးချယ်ထားတဲ့ပူပေါင်းဆောင်ရွက်လိုတဲ့အီရန်ခေါင်းဆောင်တူကိုတင်မြှောက်ဖို့အခွင့်အရေးတွေဆုံးရှုံးတော့ပုံရပါတယ်ထရန့်ကိုတိုက်တလင်းနာတွေကရှင်းပြခဲ့သလိုပါပဲကျွန်တော်တို့နီလန်ပေါင်းစုံနိုင်ခဲ့ပြီးပါပြီဒါပေမဲ့ကျွန်တော်တို့နိုင်တာမလုံလောက်သေးဘူးလို့ဆိုပါတယ်ဒါဟာလွေကူတဲ့အဖြစ်တစ်ခုကိုပေးစွန်းနိုင်တဲ့အခြေအနေမျိုးမဟုတ်သလိုမြေပြင်အခြေအနေကိုလျှေလျူရှုပြီးတော့မဟာမိတ်အဖွဲ့ဒါမှမဟုတ်အီရန်ကိုရိုးရိုးရှင်းရှင်းနောက်ဆုတ်ပြီးအောင်ပွဲခံခွင့်ပြုမဲ့အခြေအနေမျိုးလည်းမဟုတ်ပါဘူးဒါဟာနှစ်ဖက်စလုံးခံမှန်းထားတာထက်အများကြီးပိုရှည်လျားပြီးတော့အများကြီးပိုဖြစ်ရှင်းရခက်တဲ့စစ်ပွဲကြီးတစ်ခုအတွက်လမ်းစားပါပဲနှစ်ဖက်စလုံးအနိုင်ရဖို့အဆင့်အသင်းမဖြည့်သေးတဲ့စစ်ပွဲတစ်ခုဖြစ်ပြီးတော့အဆုံးသတ်မှာတော့အားလုံးရှုံးနိမ့်ကြမဲ့စစ်ပွဲပဲဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်နေ့မှာလည်းအခုလိုမျိုးလက်တလောဖြစ်နေတဲ့ကမ္ဘာနိုင်ငံရေးတွေဘ ഹു ဒူရာရစီပြီးတော့မှထူးခြားဆန်းပြတဲ့အကြောင်းအရာတွေကိုကျွန်တော်လက်နှက်မိသလောက်ရှာဖွေတင်ဆက်ပေးနေဥမှာမို့စောင့်မျှော်ကြည့်ရှုကြပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှကြမ်းကြမ်းမာမာနဲ့ပြန်တွေ့ကြရအောင်ပါ